အားလုံးမင်္ဂလာပါနော်ဒီပစော်လေးကိုကြားရတော့ကျွန်တော်စိတ်မှန်နော်ဟိုမှာအရင်ကသူ့ရည်တဲ့စေတဲ့ဥစ္စာနဲ့စိတ်လိုက်မယ်နော်ဒီပစော်လေးကိုဘယ်လိုမျိုးဖြစ်သွားမလဲလို့ကျွန်တော်ခွန်သွားအရင်နှွားလိုက်မယ်နော်ပြီးရင်ပြဝကြည့်ရအောင်ဘယ်လိုခွန်သွားပြီးသွားရေးဘယ်လိုပြဆက်လို့ရမလဲလို့နော်โอเคဒါဆိုရင်တော့ပြီးသွားပြီနော်ဒီခေါ်လေးနှွားပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့ရေးလေးဝတ်ထိုင်လိုက်မယ်နော်โอเคဒါဆိုရင်တော့ပြီးသွားပြီနော်ကျတော့ဖြူလေးပြီးသွားပြီဒါဆိုရင်နောက်တစ်ဆက်ဝတ်ကြည့်ရအောင်ဒါဆိုရင်ပစော်လေးကိုဒီထဲထည့်လိုက်မယ်နော်ပူလေးနဲ့ပစော်လေးကိုပူထဲထည့်ပစော်တော့ကောက်ကြီးကြီးပဲနော်စားချင်းစရာလေးပဲပြီးတော့ရေလေးထည့်လိုက်မယ်နည်းနည်းလေးပဲထည့်မယ်နော်ဒီရေကထတယ်ဆိုရင်တော့အများကြီးမထည့်သွားဘူးနော်ရေလေးနည်းနည်းရောလိုက်မယ်โอเคရေလေးကတော့နည်းနည်းရောလိုက်မယ်နော်โอเคသူ့မြောက်နေရပြီပေါ့နော်ပစော်လေးမြောက်နေရပြီโอเคပြီးသွားရင်ကျက်တော်ဖြူလေးတော့လောက်ထည့်လိုက်မယ်နော်စားကောက်လို့ရအောင်โอเคဒါဆိုရင်တော့ပြီးသွားပြီနော်ဒါဆိုရင်ကျွန်တော်ဖြစ်နိုင်ရင်9နာရီလောက်စိတ်ထားလိုက်မဟုတ်ရင်ညကတည်းကစိတ်ထားပြီးဆိုရင်ရေခဲတာထဲထည့်ထားလိုက်ရေခဲတာထည့်ထားပြီးဆိုရင်ဒါဆိုရင်မနေ့စော်ကြီးဆိုရင်စားလို့ရပြီနော်အခုဆိုရင်တော့9နာရီလေးစိတ်လို့ရတယ်9နာရီစိတ်ပြီးဆိုရင်ကျွန်တော်ပြိုင်လာပြမယ်နော်โอเคဒါဆိုရင်တော့ပစော်လေးကတော့တညစိတ်ထားလိုက်တယ်နော်ဒါဆိုရင်တော့ပကံတဲ့ထည့်ပြီးတော့ဘယ်လိုဖြစ်မှာမလဲလို့ပြိုင်လိုက်ကြည့်ရအောင် let's go โอเคဒါဆိုရင်တော့ဒီလောက်ပြီးသွားပြီနော်โอเคစောက်များကြပြီဒါဆိုရင်တော့သွားရေးစားရအောင်ရတာလေးဘယ်လိုနေလဲလို့โอเคမီးရအောင်ကွာโอเคဒါဆိုရင်တော့ဒီစားလေးမီးကြည့်အောင်ရတာဘယ်လိုနေမလဲလို့အားရပါရစားရအောင်ကျတော့ဖြူကျတော့ဖြူလေးကြော်လေးနဲ့好吧，ကောင်းတယ်ကျတော့ဖြူလေးကျတော့ဖြူလေးတခါလေးစိတ်လာတော့ဟိုပါကျတော့นี่ကြော်တာကောင်းsai quá coi đây xì cá hả nó là đá quài là xì cá thôi rồi ui nó đâu rồi giải của ok nhớ không? Rồi không?